Galati Lema. Piazkingo Tenoga Tibi, Loroma Thenoha, Balo, a Chomashi, Tianu Bego, like Biro, Pion Lejara, or Yitana. So Eddie Lubena, Loki Tianu de Bema, John Caniara, Palo, Neadri, Ladri, Nidri, General Soundchin, Ja, Dida, Lelo, Shimbolu, Pure, no? So Ada Lene, so Ubo New General Sounds Yamlula, Maludo Bula. အဲ့ဒါနည်းနည်းလေးရှင်းပြပါဆရာအထက်ကလည်းတင်းတော့ဖျားသခင်မတိသေးတဲ့အခါမှာဖျားမဟုတ်တော့သူတွေအမှုဆောင်ရွက်ကြတယ်ပြောဖျားမဟုတ်တဲ့သူတွေဆိုရုပ်လူစင်းတွေနဲ့ဖျားတွေအမှုဆောင်ရွက်ကြအခုကလည်းတင်းတော့ဖျားသခင်ကိုတိပြီးတာလို့တော့မပြောလို့တော့ဖျားသခင်ကလည်းတင်းတော့တိပြီးပြီဖျားကိုလည်းယုံကြည်ပြီးပြီအဲ့ဒါအောင်မှတင်းတော့အကျိုးမဲ့အားမရှိတဲ့တရားနှုတ်ဘက်ဆိုတော့ရုပ်လူစင်းတွေဘက်ကိုဘာကြောင့်တဖန်ပြန်ပြောင်းလဲသွားတာလဲတဲ့ပြောမှဆိုအဲ့မှာတော့တက်ရတာလောကီတရားနှုတ်တွေဘက်မှာကြုံခံမှုအလိုရှိကြပြီတကားနှစ်လနေရဆိုရဲအဲ့ပွဲတွေအဲ့ဒီရုပ်တုစိတ်စုနဲ့ဆိုင်တဲ့ပွဲတွေအချင်းကြီးစောင့်ကြပြီတကားလို့ပြောလိုက်တာအဲ့ကျမ်းမိုက်ကလည်းဗာလဲဆိုလို့ချင်းခုနကပြောတဲ့ရက်တွေကိုပဲပြောတာဘာကြောင့်လဲဆိုတော့အဲ့ချိန်တော့ဂလာတိမှာဆက်စတွေကပေါ်လူကအရေးပြားလေးချင်းနဲ့ဆိုင်တဲ့ပြဿနာသူဖြေရှင်းနေရတယ်သူတို့ကယေရှုခရစ်တော်ယုံကြည်ပြီးသွားပြီဒါပေမဲ့တပါးမျိုးသားဆိုအရေးပြားလေးချင်းမခံဘူးဒါပေမဲ့မှားယွင်းတဲ့ဆရာတွေကယူတာတွေကမင်းတို့ယေရှုခရစ်တော်ယုံကြည်တာနဲ့ကယ်တင်ခြင်းရမှာမဟုတ်အရေးပြားလေးချင်းကိုခံမှကယ်တင်ခြင်းရမှာအဲဒါကြောင့်ဘယ်ကျမ်းမှာအာဗြဟံအရေးပြားလေးချင်းခံမှလူမျိုးဖြစ်ပြီးကယ်တင်ခြင်းရမယ်ဆိုတော့သူကထောက်ပြတယ်အဲ့တော့သူတို့ကလည်းဟာငါတို့အရေးပြားလေးချင်းခံကယ်တင်ခြင်းရပြီဟုတ်လားခရစ်တော်ယုံကြည်စရာမလိုတော့ဘူးအဲ့တော့ဖျားသခင်တွေလည်းဖျားတစ်ပါးပဲငါတို့အရေးပြားလေးချင်းခံပြီးတော့ရှင်လည်းကယ်တင်ခြင်းရမယ်ဆိုတော့ဖျားကိုလည်းယုံကြည်တယ်ဘာလဲဆိုတော့ကျန်တဲ့ကောင်းတဲ့အရာတွေလည်းဘာမှမလုပ်တော့ဘဲနဲ့အရင်ကိုးကွယ်ယုံကြည်တဲ့အရာတွေပဲသူတို့ပြန်ပြီးတော့လုပ်လိုက်ကြတယ်။ဒါကြောင့်လို့အရေးပြားလေးချင်းတစ်ခုတည်းနဲ့ကယ်တင်ခြင်းမရဘူးလို့ပြောတာ။အဲကြောင့်တင်းတို့အရေးပြားလေးချင်းခံခိုင်းတဲ့သူတွေတောင်းနဲ့ကိုယ်တိုင်းနဲ့ပြည့်ညက်တရားကိုမကျင့်ကြသည်ဖြစ်၍လို့ရေးထားတယ်။သူတို့အရေးပြားလေးချင်းပေးခိုင်းတဲ့သူတွေတောင်မကျင့်ကြဘူး။အဲဒါကြောင့်ပေါလုကသူတို့ထောက်ပြတယ်။သူကိုယ်တိုင်းအရင်တော့အရေးပြားလေးချင်းခံပြီးတော့ fire share ဖြစ်ခဲ့ဆိုပေမဲ့လည်းဒီအရာကဖြောက်မှတ်ခြင်းမပေးနိုင်ဘူး။အဲကြောင့်နောက်ဆုံးမှပြောတယ်အရေးပြားလေးချင်းခံခြင်းနဲ့အကျိုးမရှိမခံခြင်းနဲ့အကျိုးမရှိခရစ်တော်တက်တပွားအသစ်ဖြစ်ခြင်းနဲ့အကျိုးရှိတယ်။ပြည့်ညက်တော်တွေကိုစောင့်ခြင်းနဲ့အကျိုးရှိတယ်သူကပြောတာ။သူကအရေးပြားလေးချင်းခံပြီးသွားတော့လေဇာတိပဂတိတိုင်းပြန်ဖြစ်သွားတယ်။တင်းတို့ကလည်းဝိညာဉ်ပဂတိအတိုင်းလှုပ်ရှားရှိပြီးမှဇာတိပဂတိတိုင်းဘာလို့ပြန်ဖြစ်သွားရလဲလို့ပြန်ပြောပြတယ်။အရင်တော့ဟာပြန်ကိုးကွယ်လိုက်တာ။အရေးပြားလေးချင်းခံရပြီဆိုတော့အဲကြောင့်ပေါလုကသူတို့ပြန်ဆုံးမှာအကျင့်ဟောင်းလေးတွေသူကယူတော့မဲ့ပေါ့တဲ့နော်ပြန်ယူလိုက်တာအရန်ဆိုးသွားတာလေတရားနှုတ်တွေပေါ့နော်ဟုတ်တယ်ငါသူကတပားမျိုးသားတွေစီသွားပြီးအင်းဝင်လေးလောက်ရတယ်အများကြီးဒီဟာတွေကမှားတယ်ဆိုတော့ပြောပြီးတော့မှဒီလိုမျိုးပြန်ဖြစ်သွားတာအားကြောင့်နောက်ဆုံးမေကွန်းမယ်14ပဲနော်ဒီမှာကျတော့စားတောက်ခြင်းအမှုပွဲနေ့လဆန်နေ့ဥပုပ်နေ့တို့ကိုစောင့်တဲ့အမှုမှာသင်တို့ဘယ်သူမှမစစ်ကြောမစီရင်စေနဲ့တဲ့ပြောထားတော့ပေါ့နော်ဒါတွေကနောက်ဖြစ်မဲ့အရာအရေးတွေပဲနော်သခင်ခွတ်တော်လာတဲ့ခါဆိုတော့ဒါတွေအကုန်ပြီးသွားမှာပဲပေါ့နော်ဆိုတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးမှဟိုဆရာနည်းနည်းရှင်းပြပါ